ခန္ဓာကိုယ်မှာအစာအိမ်ရောင်ရမ်းခြင်းအသေးအစီဖုံးခြင်းကိုလက်စထရောများခြင်းတွေကြုံတွေ့နေရပါသလားဓာတုဆေးဝါးတွေပါပဲတဘာဝနည်းတိုင်းကုသခြင်းနဲ့ဆိုရင်မွန်ဂိုလီးယားလူမျိုးတွေကနတ်တီးလို့ခေါ်တဲ့စားကြီးတီးရဲ့အံ့ဩဖွယ်စွမ်းအားကိုသိရှိထားဖို့အချိန်ရောက်ပါပြီ။ Chance အမတ်တစိတ်စီဘတ်တယွန်ဝိုင်းစော်ကျဲစားကြီးစစ်အစီတက်စာဟာစားကြီးတီးအစစ်ရဲ့အဖိုးတန်အစီအနစ်ကိုခင်မီနီးပညာနဲ့ထုတ်ယူထားတဲ့ကျန်းမာရေးဖြစ်ဆွတ်စာတစ်မျိုးဖြစ်ပါတယ်။တပူးမှာ900မီလီဂရမ်ဆော့ကျဲ80လုံးပါဝင်ပါတယ်။စားကြီးတီးအစစ်ရဲ့အစီမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်အပြည့်အစုံပါဝင်ပါတယ်။ Omega 3ဦးနှောက်နဲ့နှလုံးကျန်းမာရေးကိုအထောက်အကူပြုပေးပါတယ်။ Omega 6အရေပြားကျန်းမာမှုနဲ့ဟော်မုန်းထုတ်လွှတ်မှုကိုထိန်းညှိပေးပါတယ်။ Omega 7ပင်အရေပြားအစာအိမ်ဦးလန်းချောင်းကိုပြန်လည်ကောင်းမွန်စေပါတယ်။ Omega 9သွေးကြောများကိုကာကွယ်ပြီးရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ ဗီတာမင် A မျက်စိကျန်းမာရေးနဲ့ခုခံအားစနစ်အတွက်ကောင်းပါတယ်။ဗီတာမင် B1 B2 စွမ်းအင်ထုတ်လုပ်မှုနဲ့အာရုံကြောစနစ်အတွက်ကောင်းပါတယ်။ဗီတာမင် C စပစ်တီးထက်240ဆပိုများပြီးခုခံအားမြင့်တင်ပေးပါတယ်။ဗီတာမင် D အရိုးကျန်းမာရေးနဲ့ကယ်ဆီယမ်စုပ်ယူမှုအတွက်အရေးပါပါတယ်။ဗီတာမင် E အင်အားကြီးမားတဲ့သက်ဆောင်သက်ဖြစ်ပါတယ်။ဗီတာမင် K သွေးခဲခြင်းနဲ့အရိုးကျန်းမာရေးအတွက်ကောင်းပါတယ်။သတ္တုဓာတ်များအနေနဲ့တန်ဓာတ်ကယ်ဆီယမ်မဂနီဆီယမ်ပိုတက်ဆီယမ်ဇင်ဖော့စဖီယက်အစရှိတဲ့ဓာတ်စိန်20ပါဝင်ပါတယ်။အခြားအာဟာရဓာတ်များအနေနဲ့ကာရိုတီနွိုက်ဖလေဘိုနွိုက်အမိုင်နိုအက်ဆစ်များဖီနောများဖောလစ်အက်ဆစ်လက်စီသိန်းတို့ပါဝင်ပါတယ်။အစာအိမ်နဲ့ဦးလန်းချောင်းကျန်းမာရေးအစာအိမ်ရောင်ရမ်းခြင်းအစာအိမ်အနာကိုပြန်လည်ကောင်းမွန်စေပါတယ်။ဦးသိမ်ရောင်ရမ်းခြင်းကိုသက်သာစေပါတယ်။အစာအိမ်ဦးလန်းချောင်းကိုပြုပြင်ပေးပါတယ်။အစာခြေစနစ်ကိုအားကောင်းစေပြီးအာဟာရစုပ်ယူမှုကိုတိုးတက်စေပါတယ်။နဲ့အသေးကျန်းမာရေးအသေးစီဖုံးခြင်းကိုကာကွယ်ပြီးပြန်လည်ကောင်းမွန်စေပါတယ်။အရက်ဘီယာဆေးဝါးများကြောင့်ထိခိုက်နေတဲ့အသေးကိုကာကွယ်ပေးပါတယ်။ဗီတာမင် E ကကိုလက်စထရောများကြောင့်အသေးစိတ်များကိုထိခိုက်မှုမှကာကွယ်ပေးပါတယ်။အသေးရောင်ရမ်းမှုနဲ့အမာရွတ်တဲ့ခြင်းကိုလျှော့ချပေးပါတယ်။နှလုံးသွေးကြောကျန်းမာရေးကိုလက်စထရောဆိုးသောအဆီကိုလျှော့ချပြီးသွေးကြောပိတ်ဆို့မှုကိုကာကွယ်ပေးပါတယ်။သွေးတိုးရောဂါကိုထိန်းညှိပေးပါတယ်။သွေးကြောမာခြင်းကိုကာကွယ်ပေးပါတယ်။ကွာစီတင်းကနှလုံးရောဂါအန္တရာယ်ကိုလျှော့ချပေးပါတယ်။လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်။စီးချိုရောဂါတိုက်တူးသွေးရင်းတကြားဓာတ်ကိုထိန်းညှိပေးပါတယ်။အင်ဆူလင်ထုတ်လွှတ်မှုကိုမြင့်တင်ပေးပါတယ်။ခန္ဓာကိုယ်၏အင်ဆူလင်ခံနိုင်စွမ်းကိုတိုးတက်စေပါတယ်။ခုခံအားစနစ်မြင့်တင်ခြင်းဖလေဘိုနွိုင်းများဖြစ်တဲ့ကွာဆက်တင်းနဲ့အိုင်းဆိုရင်နိုင်တင်ကခုခံအားကိုအားကောင်းစေပါတယ်။ယောဂပိုးကူးစက်မှုကိုခုခံနိုင်စွမ်းမြင့်တင်ပေးပါတယ်။ဆဲများကိုဖရီးရဒီကယ်များထံမှကာကွယ်ပေးပါတယ်။ SAE အရေပြားလေးပတ်နာနဲ့အစစ်အမြစ်ရောင်ရမ်းနာယောဂါတို့တွင်ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။အရေပြားကျန်းမာရေးအရေပြား6တွေ့ခြင်းယားယံခြင်းကိုသက်သာစေပါတယ်။ဝက်ချံထွက်ခြင်းကိုလျှော့ချပေးပါတယ်။အနာကျက်မြန်စေပြီးမီးလောင်တန်ရာများကိုကုသအရာမှာအထောက်အကူပြုပါတယ်။နေရောင်ခြည် UV တန်ကိုကာကွယ်ပေးပါတယ်။အရေပြားအိုမင်းခြင်းကိုနှေးကွေးစေပါတယ်။ကင်ဆာကာကွယ်ခြင်းဖလေဘိုနွိုင်းနဲ့အန်တီအောက်ဆီဒင့်များကကင်ဆာဆဲများကိုတိုက်ဖြတ်နိုင်စွမ်းရှိပါတယ်။ကျန်းမာတဲ့ဆဲများကိုတက်ရောင်ခြည်ကူထုံးမှကာကွယ်ပေးပါတယ်။ကင်ဆာဆဲများပြန့်နှံ့ခြင်းကိုတားဆီးပေးပါတယ်။အခြားကျန်းမာရေးအကျိုးကျေးဇူးများမျက်စိကြောက်တွေ့ခြင်းမျက်စိနီရဲခြင်းကိုသက်သာစေပါတယ်။သွေးခဲခြင်းကိုပုံမှန်အခြေအနေမှာရှိနေစေပါတယ်။ရင်ဘတ်အောင်ခြင်းကိုသက်သာစေပါတယ်။ဒေးချေကြောင်းနဲ့ကြောက်ကက်ကြောက်တီခြင်းကိုခြေဖြတ်ပေးပါတယ်။ဦးနှောက်လှုပ်ဆောင်မှုကိုမြင့်တင်ပေးပါတယ်။ဆဲများထဲမှအညစ်အကြေးများကိုစွန့်ထုတ်ပေးပါတယ်။သွေးဆုံးကိုင်လက္ခဏာများကိုသက်သာစေပါတယ်။စပင်ကျန်းမာမှုကိုတိုးတက်စေပြီးစပင်ပြန်လည်ကောင်းမွန်စေပါတယ်။အသုံးပြုနည်းတစ်နေ့3ကြိမ်တစ်ကြိမ်လျင်2လုံးအစားမစားမီတောက်သုံးပါသတိပြုရန်ဤထုတ်ကုန်သည့်အင်္ဂလိပ်ဆေးဝါးနေရာတွင်အစားထိုးသုံးစွဲရန်မဟုတ်ပါတဘာဝဖြစ်ဆွတ်စာဖြင့်မိဝဲရန်တင့်တော်ပါတယ်အသက်73နှစ်အောက်ကလေးငယ်များအတွက်တင့်လျော်မှုမရှိပါချမ်းစစ်စားကြည့်စေအစီဓာတ်စာတဘာဝရဲ့အာဟာရဓာတ်စတိုးကြီးကနေတင်းရဲ့ကျန်းမာရေးကိုအပြည့်အဝဂရုစိုက်လိုက်ပါမွန်ဂိုလီးယားလူမျိုးတွေရဲ့နတ်တီးကိုယနေ့တည်းစတင်အသုံးပြုလိုက်ပါကျမတို့ရဲ့ 919OS မှာရေရှည်သုံးစွဲသူကားစတန်မာများအားကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ VIP ကားစတန်မာစနစ်ဖြင့်ဝယ်ယူနိုင်ရန်လဲစီစစ်ပေးထားပါတယ်။အသေးစိတ်သိရှိလိုပါက
ချက်ပေါက်မှာ VIB ဟုရေးထားခဲ့ပါနော်ချစ်ကစက်တမာလေးတို့အတွက်ပစ္စည်းမှန်ဈေးနှုန်းမှန်အာမခံချက်ပြေဝစွာရောင်းချပေးနေတဲ့919 online store